ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်တိဋ္ဌတုဗန္တိပကဝါကပ္ပံရှင်ဘုရားတက်တန်းစေအောင်နေပါဘုရားတက်တော်80နဲ့ပြိဋိဘံမဆမ်းမနဲ့အောင်တက်တန်းစေအောင်နေပါအောင်တရားတွေရဲ့အကျိုးစီးပွားအတွက်လူတွေနတ်တွေရဲ့အကျိုးစီးပွားအတွက်တက်တန်းစေအောင်နေပါအောင်လို့မြတ်စွာဘုရားကိုတောင်းပန်တဲ့အဲ့ချိန်ကျအဲ့တော့မြတ်စွာဘုရားဗာမင်းရှိလို့ဆိုအလံအာနန္ဒမပြောနဲ့တော့တဲ့မတထာဂတံယာစီဘုရားကိုငါ့ကိုမတောင်းပန်နဲ့တဲ့အကာလောဓာနိတထာဂတံယာစနာယငါဘုရားကိုတောင်းပန်ဖို့မင်းအချိန်မဟုတ်တော့ဘူးဆိုတာကိုမရဘူးရှင်အနန္ဒာကဆက်ပြီးတော့ရှင်ဘုရားတက်တန်းစီနေနိုင်အောင်လုပ်ပါတရားတွေရဲ့အကျိုးစီးပွားကိုငဲ့ပြီးတော့တက်တန်းစီနေတော်မူပါလို့မြတ်စွာဘုရားတားတဲ့ခြားတဲ့ကအချိန်ချင်းထပ်ပြီးတော့လျှောက်တဲ့အခါမြတ်စွာဘုရားကတတ္တယတိတွန်အာနန္ဒတထာဂတတဘောဓိငါရဲ့အသိဉာဏ်ကိုမင်းယုံကြည်တယ်မဟုတ်လားလို့ဆိုတော့ယုံကြည်ပါတယ်ဗျာအဲ့ဒါလို့ယုံကြည်လို့ရှင်ဘာဖြစ်လို့၃ချိန်တိုင်အောင်ငါ့ကိုအတင်းအကျပ်တောင်းဆိုနေရတယ်လေငါရဲ့ဆုံးဖြတ်ချက်ငါရဲ့အသိဉာဏ်ကြီးကိုမင်းယုံကြည်ရတဲ့နဲ့ဘာဖြစ်လို့၃ချိန်တိုင်အောင်တောင်းဆိုနေရတယ်လဲဆိုအရှင်ဘုရားနဲ့တပည့်တော်အရှင်ဘုရားစီကကြားဘူးတဲ့စကားရှိပါဘာကြားဘူးတာတော့လို့ဆိုအဋ္ဌိပတ်၄ပါးသန္တာဝိရိယစိတ်တဝိမာန်တလို့ဆိုတယ်အဋ္ဌိပါဒလူတွေမှာစိတ်ဆန္ဒကြီးမားတဲ့စိတ်ဆန္ဒရှိတယ်ပြင်းထန်တဲ့လုံလဝိရိယရှိတယ်ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိတယ်ထက်မြက်တဲ့အသိပညာရှိတယ်အဲ့ဒီသန္တာဝိရိယစိတ်တဝိမာန်တဆိုရင်ဒီတဘာဝတရားစွမ်းအင်တွေမြင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာတက်တန်းစိတ်နေနိုင်တဲ့သို့မဟုတ်တက်တန်းကြော်သည့်ထိအောင်ကိုယ့်အသက်စိတ်ဆွမ်းအားတွေနဲ့တိုးမြင့်ပြီးတော့ထားရင်နေနိုင်တယ်လို့ဆိုတာကိုမြတ်စွာဘုရားတပည့်တော်ကိုအချိန်ချင်းပြောခဲ့တာကြားဘူးပါတယ်တဲ့ဒါကြောင့်မို့လို့တောင်းပန်နေတာပါရှင်နန္ဒာထလျှောက်တော့အေးအဲ့ဒါလို့နေလို့ရတယ်ဆိုတာမင်းသိတယ်မဟုတ်လားငါ့အပေါ်မှာယုံကြည်တယ်မဟုတ်လားလို့ဆိုယုံကြည်ပါတယ်အဲ့ဒါလို့ယုံကြည်သည့်အတွက်ကြောင့်မင်းခုမှလာတောင်းပန်တာမင်းရဲ့အပြစ်ပဲနော်အကယ်၍သာစောစောစီးစီးငါမဆုံးဖြတ်ခင်ကဒီ3လပဲနေတော့မယ်လို့ငါစိတ်ထဲမှာမဆုံးဖြတ်ခင်ကတောင်းပန်မယ်ဆိုရင်2ကြိမ်တော့ညင်ကောင်းညင်မယ်3ကြိမ်မြောက်တော့ငါမင်းစကားလက်ခံမှာပါ